အားလုံးပဲမင်္ဂလာပါကိုခွန်ရဲ့ channel ရလို့ပြီးတော့မိတ်ဆွေတွေအားလုံးကိုလူထွေးစွာကြိုဆိုပါတယ်ကဲမျိုးတွေအားလုံးပဲတရားမကြံမင်္ဂလာပါကဲကျွန်တော်မိတ်ဆွေအားလုံးပဲဒီနေ့တနေ့ကုန်နော်မနက်ကလည်းကျွန်တော်တို့ဒါပြီးခဲ့တဲ့အင်္ဂါနေ့ညနေကကျွန်တော်ပြောထားတယ်နော်ဘယ်လိုပြောထားလဲဆိုတော့ကျွန်တော်တို့ပါဝါကျွန်တော်တို့အခွင့်အရေးမှာကြားတဲ့မူရနော်ကျွန်တော်တို့ကြံရက်တွေမှာ၄မားကတ်နဲ့နော်ခဏလေး၃ဘွက်ရွေးပေးလိုက်တယ်နော်အခုဆိုရင်ကိုဘူးတကူပဲကျွန်တော်လိုက်ဖို့ပြောတယ်၄နဲ့ဆိုရင်၄မားကတ်နဲ့ကျွန်တော်ခဏ၃ဘွက်ကျွန်တော်ထုတ်ပေးတယ်နော်အဲ့တော့မနက်ကတော့ကျွန်တော်တို့54ပါပါတယ်နော်အဲ့တော့ကျွန်တော်ပြောပြတဲ့ကျွန်တော်တို့၄မားကတ်ကလည်းကျွန်တော်တို့41 43 45အဲ့3ဘွက်ထုတ်ပေးတာနော်ဒါတော့ view design နဲ့လိုက်ထိုးတဲ့လူတွေကတော့ရောက်မှာပေါ့နော်မထိုးတဲ့လူတွေကတော့ရောက်မှာမဟုတ်ဘူးအဲ့တော့နော်တချို့လူတွေကအခုကျွန်တော်ပြောတာကျွန်တော်ဒီနေ့တင်ပေးလိုက်တဲ့38ချင်းနော်ကျွန်တော်မနက်တဈေးညနေတဈေးအတွက်ကိုရှာထားတာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်နေကုံစော်ခိုင်းတာနော်နေကုံစော်ခိုင်းတာတချို့လူတွေကမှန်တယ်နော်တချို့လူတွေကဝင်မှန်တယ်ဗဇက်ရှိရတဲ့ရှောက်ပေးနေပါတယ်ထိုးกว่าမထိုးနေပါနော်မထိုးပါနဲ့ကျွန်တော်ပြောပြရှင်းရှင်းလေးကျွန်တော်အခုပေးတဲ့ကဏ္ဍကိုမကြိုက်လို့မထိုးတာမထိုးနဲ့အဲ့အတွက်ကျွန်တော်ဘလို့မှမနေဘူးနော်ဘာမှလည်းမဖြစ်ဘူးကျွန်တော်ပေးတဲ့ကဏ္ဍကိုမကြိုက်လို့မထိုးတာမထိုးနဲ့အဲ့တော့ဘာလို့မကြိုက်လို့မထိုးတော့လက်သက်ခံတယ်ဗဇက်ထဲတွေးတဲ့ကဏ္ဍကိုပေးတယ်ဆိုတာတော့လက်သက်မခံဘူးနော်ဘာကြောင့်လဲဆိုတော့စိုက်မြေမှာတွေးမှာယုံမယ်ဆိုလို့ရှိရင်ကျွန်တော်ရှိလာပြီးတော့ကျွန်တော်ကဏ္ဍနဲ့ယူထိုးမနေတော့နဲ့နော်နောက်ပိုင်းလဲကျွန်တော်စိုက်ပြချင်မှပြတော့မှာနော်အဲ့ဒါကြောင့်မလို့စိုက်မြေမှာတွေးမှာထိုးမယ်ဆိုရင်အဲ့ဒါမှယုံကြည်တယ်ဆိုလို့ရှိရင်ကျွန်တော်ရှိမှလာပြီးတော့မထိုးတော့နဲ့အဲ့ဒါကျွန်တော်ကဏ္ဍနဲ့ယူပြီးမထိုးတော့နဲ့နော်အဲ့ကျွန်တော်လည်းနောက်ပိုင်းစိုက်ပြချင်မှပြတော့မှာတခါလည်းပြောထားတာနော်အဲ့တော့ဗဇက်တွေးရပေးနေတာတော့မဟုတ်ဘူးနော်အခုကျွန်တော်တနေကုန်ရှာထားတဲ့အတွက်ကြောင့်လို့တနေကုန်ပေးတယ်ဒီညနေမှာကျွန်တော်တို့63 main ကွက်ပါတယ်နော်63 main ကွက်ပါတယ်မနေ့ကလည်းကျွန်တော်မနေ့ကမဟုတ်ဘူးနော်တရဖောင်းတာဗုဒ္ဓဦးနေ့မှာဖောင်းတယ်အင်္ဂါနေ့နော်အင်္ဂါနေ့ညနေဈေးမှာကျွန်တော်လိုက်ထွင်တော့ကျွန်တော်ပြောပေးတယ်၄မားကတ်ရှိတယ်ကျွန်တော်တို့ဒါပါဝါပြီးပါဝါကြထားတဲ့မူရကျွန်တော်တို့တင်းလာနေအခွင့်အရေးမှာပါဝါပြီးပါဝါကြတဲ့မူရကျွန်တော်တို့ဒါ၄မားကတ်ရှိတယ်41 43 45အဲ့3ဘက်ကိုပြန်ပြီးကစားမယ်ကျွန်တော်ပြောထားတယ်နော်ကျွန်တော်တို့ကြာသာပင်းနေမနက်ဈေးမှာလည်း54ထွက်လာတယ်နော်အဲ့တော့ကျွန်တော်ပြောတာဗဇက်တဲ့တွေ့ရည်ပဲပြောနေတာနော်အဲ့တော့ယုံမလိုက်စောမယုံမစောနဲ့နော်ယုံကြည်မလိုက်စောအဲ့တော့ကျွန်တော်တို့မနက်ဖြန်လဲဒီတိုင်းပဲနော်မနက်ဖြန်ကျွန်တော်နေကုန်ပဲကျွန်တော်ပြီးမှာကျွန်တော်ပြောပြီးသားပါယုံကြည်တယ်ဆိုရင်လိုက်စောမယုံကြည်ရင်ကြော်သွားပါအပိုလိုတွေဝင်ပြောနေတယ်နော်နှုံနှစ်ဖက်စလုံးအကျိုးမရှိပါဘူးနော်အဲ့တော့ကြိုက်မှယူထိုးဘလူးမှအတင်းမထိုးခိုင်းဘူးရိုက်လည်းမထိုးခိုင်းပို့လည်းမထိုးခိုင်းဘူးနော်အဲ့တော့ကျွန်တော်တို့မနက်ဖြန်နေကုန်ပတ်တီး3ညပိုင်း3ညပတ်တီး5ပိုင်း5ပတ်တီးနော်တခါတည်းရေးစီရမှတ်စီရလေးတွေအနားမှာတခါတည်းချပေးမယ်နော်နေကုန်ပတ်တီးကကျွန်တော်တို့3ညပိုင်း3ညပတ်တီး5ပိုင်း5ပတ်တီးဖြစ်ပါတယ်နော်အဲ့တော့3ညကိုကြိုက်ရင်3ညကိုပတ်ပါ5ကိုကြိုက်ရင်5ကိုပတ်ပါနော်အဲ့တော့ကျွန်တော်တို့ main ကွက်ကိုပဲယူထိုးခြင်းလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်း like ကိုပြီးဆုံးနိုင်အောင်ကြည့်ပေးပါနော်အဲ့တော့မနေ့ပြန်ကျွန်တော်တို့တောက်ကြနေကုံစာအတွက်နေကုံစာအတွက်တင်ပေးတဲ့ဗီဒီယိုပိုင်းလေးဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတွေအားလုံးပဲမကြော်သွားဘဲနဲ့ပြီးဆုံးနိုင်အောင်ကြည့်ရှုအားပေးပါ channel ကိုလည်း subscribe မနေရသေးရင် channel လေးကိုလည်း subscribe နေတာ like and share လေးနဲ့လည်းအများတွေ့အောင် one share ပေးတာเนาะအဲ့တော့ကျွန်တော်တခါတည်းပြောပေးတာเนาะနေကုံစာကိုနေကုံစာပဲကစားမယ်เนาะမနက်ထွက်လာရင်ကျွန်တော်ပြောပြီးသားမနက်ပေးတဲ့ကျွန်တော်ပေးတဲ့ကဏ္ဍထဲမှာမနက်ကဏ္ဍထဲမှာကျွန်တော်တို့ main ကွက်ပါလာခဲ့တော့ရှိရင်ညနေကိုကျွန်တော်ချိန်နေကြည့်ပြီးတော့ကျွန်တော် like တက်ရင်လည်းတက်လာမယ်เนาะအဲ့တော့မိတ်ဆွေတွေအားလုံးပဲကျွန်တော်ပြောတဲ့အတိုင်းလေးပဲ like လုပ်ပါအဲ့တော့တောက်ကြနေအခွင့်အရေးမနက်ဈေးမှာကျွန်တော်တို့ပတ်တီးက3ညပိုင်း3ညပတ်တီး5ပိုင်း5ပတ်တီးပါเนาะအဲ့တော့ကျွန်တော်တို့3ညနဲ့ဘယ်ကဏ္ဍလေးတွေတင်ထိုးရမလဲဆိုရင်เนาะ3ညနဲ့ဆိုရင်ကျွန်တော်တို့3ညခွန်3ည8 3ည3 3ည6เนาะ
တုံညာနဲ့ကဏ္ဍလေးတွေပြောပေးနေပြီတခါတည်းအမျိုးတွေအားလုံးပဲရေးမှတ်မယ်နော်တုံညာခွန်တုံညာရှိတုံညာ3တုံညာ9တုံညာ9နော်အဲ့တော့တုံညာနဲ့ဆိုအဲ့၄ခွက်တင်ထိုးမယ်9နဲ့ဆိုရင်50ခွန်58 53 59နော်9နဲ့ဆိုရင်50ခွန်58နော်53 59ပါနော်9နဲ့ဒီကဏ္ဍလေးတင်ထိုးမယ်ပြီးရင်ကျွန်တော်တင်ထိုးရမယ်ကျွန်တော်တို့3ညပိုင်း3ညပတ်သီးနဲ့တကွက်ကောင်းပြောပြီးမယ်9ပိုင်း9ပတ်သီးနဲ့ကျွန်တော်တို့တကွက်ကောင်းပြောပြီးမယ်နော်အဲ့တော့မနက်ဖြန်ကျွန်တော်ပရိတ်ကြိုက်တယ်နေကုံပရိတ်မှာခွန်ပရိတ်နှစ်ပရိတ်နော်ခွန်နှစ်ပရိတ်ကျွန်တော်ညတော့ပြောကျွန်တော်ညတော့ပရိတ်ရွေးတာနည်းနည်းလေးဟောဖြစ်သွားပါတော့နော်ပရိတ်က3မျိုးဖြစ်နေတာနော်6 3 8ပရိတ်ဖြစ်နေတာဒါပေမဲ့ကျွန်တော်8 3ပရိတ်ပဲကန်လိုက်တယ်နေကုံ9ပရိတ်ကြာလာနော်အဲ့တော့မနက်ဖြန်နေကုံမှာကျွန်တော်တို့ခွန်နှစ်ပရိတ်နေကုံကြိုက်နော်ခွန်နှစ်ပရိတ်နေကုံကြိုက်တယ်ကီးအခွေကျွန်တော်တို့၄လုံးအခွေကိုဆော့ချင်တဲ့အခွေမတွေအားလုံးကကျွန်တော်တို့၄လုံးအခွေဆိုလို့ရှိရင်3ညခွန်3 9ဆိုတဲ့၄လုံးအခွေကိုကစားမယ်3ညရဲ့ခွန်ရဲ့3ရဲ့9ရဲ့ဆိုရဲ့ကီးအခွေ၄လုံးကိုကစားပါနော်အခွေသမားတွေအဲ့တော့ကျွန်တော်တို့မနက်ဖြန်ကိုတင်ထိုးရမယ်ကျွန်တော်တို့ရှယ်မင်းကွက်3ညနဲ့ဆိုရင်ကျွန်တော်တို့3ညခွန်တကွက်ကောင်းပါနော်3ညနဲ့ဆိုရင်3ညခွန်ဒီတကွက်ကောင်းနော်ပြီးလို့ရှိရင်ကျွန်တော်တို့9နဲ့ဆိုရင်52ကတကွက်ကောင်းနော်9နဲ့ဆိုရင်52တကွက်ကောင်းပါအဲ့တော့ယုံကြည်တယ်နော်ယုံကြည်တယ်ဆိုတဲ့ကိုဒီမကြီးအားလုံးကတော့ယူဆော့မယုံကြည်တဲ့ကိုဒီမကြီးကြော်သွားကျွန်တော်ပြောပြီးသားနော်ဆိုက်ကကျွန်တော်နောက်ပိုင်းပြချင်မှလည်းပြတော့မှာအဲ့တော့ဆိုက်ကိုကြည်ပြီးတော့မှထိုးမှအားရှိတယ်ဆိုရင်လည်းမတတ်နိုင်တော့ဘူးနော်အဲ့တော့ကျွန်တော်အခုလက်ရှိရနေကုန်းသားတွေရှာနေတဲ့အတွက်ကြောင့်လို့မိတ်ဆွေတွေအားလုံးပဲတနေကုန်းသားကစားမယ်ဗျာနော်နော်အဲ့တော့ပါဇက်တဲ့တွေ့ရပေးနေကြတို့နော်ပြူတယ်လို့အဲ့လိုမျိုးထင်တဲ့သူတွေကတော့ကြော်သွားပါနော်အားလုံးကြော်သွားလိုက်ကျွန်တော်လိုက်ထဲမှာတွေ့ရင်တော့ကျွန်တော်ဘန်းဖြစ်မယ်အကုန်လုံးနော်စိတ်ချနော်ဒီနေ့လည်း2ယောက်တော့ဘန်းပေးလိုက်နော်ကြအားလုံးပဲဘန်းဘန်းမှာကျေးဇူးတင်ပါတယ်အားလုံးကျွန်တော်တောက်ကြနေပွဲသိမ်းနေမှာအားလုံးအောင်မြင်ပါစေအဆင်ပြေပါစေကျွန်တော်ဆုတောင်းပေးပါတယ်ကြအားလုံးပဲဘန်းဘန်းတတာ